ကောင်လေးတယောက်ဟာရုတ်တရက်တောရိုင်းကျွဲတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတယ်ဒါပေမဲ့ဘယ်သူမှမကြောက်ပဲအားလုံးကဝိုင်းရကြတာပါနောက်တော့မိန်းကလေးတယောက်ရဲ့လက်တွေကနေအမွှေးတောင်တွေထွက်လာပြီးခဏချင်းမှာပဲကြီးကန်းတွေအဖြစ်ပြောင်းလဲကကောင်းကင်ပေါ်ပြန်တန်းသွားပါတယ်ဒီကျောင်းကကျောင်းသားတိုင်းဟာတိရစ္ဆာန်တွေဖြစ်အသွင်ပြောင်းနိုင်တဲ့စွမ်းအားရှိကြပါတယ်တချို့ကတော့ဝန်ပလွေတွေဖြစ်သွားကြတယ်လို့တချို့ကတော့ပစင်းရင်ခွဲတွေဖြစ်သွားကြပါတယ်သူတို့ရဲ့ဆရာကိုယ်တိုင်တော်လင်းယုံနဲ့အဖြစ်အသွင်ပြောင်းနိုင်တာပါဒီကောင်လေးကတော့ကျောင်းသားတင်မှုသူဘယ်လိုတိရစ္ဆာန်ဖြစ်မလဲဆိုတာအားလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်သူ့ရဲ့လက်တွေကနေအမွှေးတွေထွက်လာပြီးနောက်တစ်စက္ကန့်မှာတော့ပူမကြတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတယ်အားလုံးမှင်သက်သွားကြတာပေါ့အဲ့ဒီနောက်မှာတော့ဆရာဖြစ်သူကကောင်လေးရဲ့ခွန်အားကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဝက်ဝါဖြစ်အသွင်ပြောင်းနိုင်တဲ့မိန်းကလေးတယောက်နဲ့သူ့ကိုတိုက်ခိုက်ခိုင်းပါတယ်ဝက်ဝင်တွေကထုထည့်ကြီးမှတော့သူတို့ရဲ့ခွန်အားကညင်းစရာမရှိပါဘူးဒါပေမဲ့ပူမရဲ့အချိန်ကလည်းလျှက်စီးလို့မြန်ဆန်လာပါတယ်သူတို့ရဲ့တိုက်ပွဲရလဒ်ကတော့မရေမရပါပဲနောက်ဆုံးမှာတော့ကြားတစ်ကပဲအရှုံးပေးလိုက်ရပါတယ်ပူမရဲ့အချိန်ဟုန်အားတာချက်ကိုထိန်းချုပ်နိုင်ဖို့ကောင်လေးဟာနေတိုင်းတောထဲမှာပြေးလွှားလေ့ကျင့်ပါတယ်ပူမအဖြစ်အသွင်ပြောင်းပြီးတောအုပ်ထဲမှာလျင်မြန်စွာပြေးလွှားခဲ့ပါတယ်တနေ့မှာတော့သူဟာတောအုပ်ဆောင်ကိုရောက်သွားခဲ့ပြီးအဲ့ဒီနေရာကမူဆိုးစခန်းဆိုတာကိုမသိခဲ့ပါဘူးမူဆိုးတွေကဒရုန်းကိုတုံးပြီးတားကောင်ရှာနေရင်သူ့ကိုတွေ့သွားကြပါတယ်သူ့နောက်ကိုလိုက်ဖို့အမဲလိုက်ခွေးတွေကိုလွှတ်လိုက်ပါတယ်ပူမဟာတစ်ပင်ပေါ်ကိုအပြေးတက်ခဲ့ပေမဲ့ဒရုန်းကသူ့ကိုတွေ့သွားပြန်ပါတယ်သူတစ်ပင်ပေါ်ကနေအမြန်ပြန်ဆင်းပြီးကျောင်းဘက်ကိုဥတီပြေးခဲ့ပေမဲ့အမဲလိုက်ခွေးတွေကနောက်ကနေမနားလိုက်နေတော့မှပဲရုတ်တရက်သူဟာပြေးနေဖို့မလိုဘူးဆိုတာသတိရသွားပါတယ်လူအသွင်ကိုပြန်ပြောင်းလိုက်ရုံပါပဲဒီလိုနဲ့သူဟာအနေကနေလွတ်မြောက်သွားခဲ့ပါတယ်အကယ်၍တင်တာတိရစ္ဆာန်တစ်ကောင်ဖြစ်အသွင်ပြောင်းလို့ရမယ်ဆိုရင်ဘယ်တိရစ္ဆာန်ကိုရွေးချယ်မလဲ